လာပါနော်ဒီတစ်ခါကတော့မောပန်းနေတဲ့စိတ်ကိုကူစားပေးမဲ့ Universe ရဲ့တင်းစကားကဘာဖြစ်မလဲဆိုတဲ့ reading လေးကိုဒါတော့က3ကနဲ့ကြည့်ပေးပါမယ်တဦးတယောက်တည်းကိုရည်ရွယ်ပြီးကြည့်ပေးတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကြိုက်တယ်ဆိုရင်ယူပါကိုနဲ့ energy မကြိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပထမဦးဆုံးကက်ကလေးမှာဆိုရင်ဒုတ်ချောင်း10ချောင်းကိုတယောက်တည်းမနိုင်မနှင်းတဲလာနေတဲ့ပုံရိပ်ကလေးကိုတွေ့ရလိမ့်မယ်နော်ဒါကလက်ရှိသစ်ရဲ့စိတ်အခြေအနေကိုပြနေရနော်အလုပ်တွေတာဝန်တွေဓမ္မမဟုတ်မိသားစုရေးတွေကြောင့်တင်ဟာအရန်ကိုပင်မနွမ်းနေပြီးတော့မှငါတယောက်တည်းရုန်းကန်နေရတာပဲဆိုတဲ့ခံစားချက်မျိုးဖြစ်နေတယ်ဆိုတာကိုကက်ကလေးကပြနေတယ်နော်ဒါပေမဲ့သတင်းကောင်းကတော့တင်ဟာပန်းတိုင်နာကိုအရန်ကိုနီးကပ်နေပြီမို့လို့ဒီဝင်တော့ဝင်ဖို့တွေကိုမကြခင်ချနိုင်တော့မှဖြစ်တယ်လို့ universe ကလေးကအသိပေးနေပါတယ်နော်ကဲကက်နံပါတ်2လေးကကြတော့ဒုတိယကက်ကလေးကကြတော့မြင်းဖြူလေးဆင်းပြီးတော့မှဖလားလေးကင်ဆောင်လာတဲ့သူရဲ့ကောင်းလေးကိုတွေ့ရလိမ့်မယ်နော်ဒါကတင့်စီကိုရောက်လာတော့မဲ့ကုစားမှုသတင်းစကားလေးပါပဲနော်တစုံတယောက်ရှိရနေပြီးတော့မှနှွေးထွေးတဲ့အားပြေးစကားကန့်လန့်ချက်ဒါမှမဟုတ်စိတ်ချမ်းသာစရာသတင်းကောင်းတစ်ခုရောက်လာတော့မှဖြစ်တယ်လို့ကက်ကလေးကနမိတ်ဖက်ပေးနေပါတယ်။တင်ရဲ့၆တွေ့နေတဲ့စိတ်ကိုပြန်လေဆိုပြေစေမဲ့မေတ္တာတရားနဲ့ဂရုစိုက်မှုတွေကိုတင်ရရှိလာပါလိမ့်မယ်လို့ကက်ကလေးကလည်းပြောနေပါပြီနော်။ကဲကက်နံပါတ်3လေးနောက်ဆုံးကက်ကလေးကကြတော့ပင်လေကြီးကိုကြည့်ပြီးတော့မှမျောလင့်ချက်အပြည့်နဲ့ရက်နေတဲ့ပုံစံမျိုးလေးကိုတွေ့ရလိမ့်မယ်နော်။ဒါကတင်ပင်ပန်းခသမျှတွေရဲ့ရလက်အကောင်းတွေစတင်ထွက်ပေါ်လာတော့မဲ့အခြေအနေပါလို့ကက်ကလေးကပြောနေတာပါနော်။ခရီးတစ်တွေအခွေလန်းတစ်တွေနဲ့တင့်ဘဝကိုပုံမကျဲပြည့်အောင်လှုပ်ဆောင်နိုင်တော့မဲ့လမ်းစာတွေပွင့်လာတော့မှာပါတဲ့ကဲအရင်ကလိုမျိုးငုံပြီးတော့မှရုန်းကန်နေရတာတယောက်တည်းရုန်းကန်နေရတာမျိုးမဟုတ်ဘဲနဲ့အခုဆိုရင်ခေါင်းမော့ပြီးအနာဂတ်ကိုယုံကြည်ချက်ရှိနဲ့ကြည်နိုင်တော့မဲ့အချိန်ကိုရောက်ရှိလာတော့မယ်လို့ universe ကလေးကပြောနေပါပြီနော်နောက်ဆုံးအနေနဲ့အကြံပေးချင်တာကတော့အရာရာကိုတယောက်တည်းမထမ်းဖို့ပါနဲ့အနားယူဖို့လိုအပ်ရဲ့အနားယူလိုက်ပါ universe ကတင့်ရှိကိုသတင်းကောင်းတွေပို့ပေးနေပြီမှုလို့စိတ်ကိုဖွင့်ထားပြီးတော့မှအခုအညီတွေကိုလက်ခံလိုက်ပါတင့်ရဲ့စူးစမ်းမှုတွေအချင်းကြီးမဖြစ်ပါဘူးလို့ universe ကအကြံပေးနေပါပြီနော်ကဲနောက်ဆုံးအနေနဲ့ဆူတောင်းပေးစင်တာကတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးလဲမောပန်းနွမ်းနယ်မှုတွေအားလုံးလွင့်စင်ပျောက်ကွယ်ပြီးတော့မှစိတ်အေးချမ်းသာယာမှုတွေပြည့်နေပါစေတင့်ရှိမှာပွင့်လာမဲ့လမ်းသစ်တွေကနေပြီးတော့မှအောင်မြင်မှုပန်းတိုင်စီတို့အစဉ်ပြေချုံးမွေစွာအမြဲဆုံးရှောက်လန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေနော်